အိန္ဒိယသမုဒ္ဒရာရဲ့အလဲဗဟိုမှာရှိတဲ့ဝေလံခေါင်ပြားတဲ့တန်တာကျွန်းလေးတစ်ကျွန်းပေါ်မှာသဘာဝတရားရဲ့အံ့ဩဖို့ကောင်းပြီးတဲထိတ်ရင်ဖိုစရာကောင်းတဲ့ရှင်သန်မှုတိုက်ပွဲတစ်ခုဖြစ်ပွားနေတာကိုမြင်တွေ့ရမှာပါ။နွေရာသီကာလရောက်လာတဲ့အခါဇွန်ငှက်လို့ခေါ်တဲ့ပင်လယ်ငှက်ပေါင်း9သိန်းကျော်လောက်ဟာဒီကျွန်းလေးပေါ်မှာစုဝေးလာကြပါတယ်။ကောင်းကင်ရဲ့တစ်ခုလုံးမှာငှက်တွေအုပ်စုလိုက်ပြန်တန်းနေကြတာဟာတကယ့်ကိုအမခမ်းမြင်ကွင်းတစ်ခုပါပဲ။ကျွန်းမှာတော့ငှက်အမေကြီးတွေဟာသူတို့ရဲ့သားသမီးလေးတွေကိုအစာကျွေးဖို့အလုပ်ရှုပ်နေကြပါတယ်။ငှက်ပေါက်စားလေးတွေဟာအမဲရောင်အမွှေးနုလေးတွေနဲ့ဖုံးလွှမ်းနေပြီးအစာတောင်းတဲ့အတန်းလေးတွေဟာကျွန်းတစ်ခုလုံးမှာပဲ့တင်ထန်နေပါတယ်။ဒီငှက်ပေါက်လေးတွေဟာအသက်အရွယ်ချင်းမတူကြပါဘူး။တချို့ကတော့အတိုက်ထဲမှာပဲရှိနေသေးပေမဲ့တချို့ကတော့ပြန်တန်းဖို့အတွက်အားယူနေကြပြီဖြစ်ပါတယ်။ငှက်ပေါက်လေးတွေကောင်ဟာသူ့ရဲ့အတောင်ပံတွေကိုအားသွန်ခွန်ဆိုင်ခတ်ပြီးပြန်တန်းဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ။သူ့ရဲ့အတောင်ပံလေးတွေဟာအားမတန်သေးတာကြောင့်မြေပြင်ပေါ်မှာပဲဟန်ချက်မညီပဲရင်ထိုးနေပါတယ်။ဒါပေမဲ့သူဟာလက်မလျှော့ပဲထက်တလဲလဲကြိုးစားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ကျွန်းရဲ့အလယ်မှာရှိတဲ့ရေတိမ်ပိုင်းအိုင်လေးဟာငှက်ကလေးတွေအတွက်ပြန်တန်းမှုလေ့ကျင့်ရေးကွင်းလိုဖြစ်နေပါတယ်။ငှက်ကလေးတွေဟာရေပြင်အထက်မှာနေနေလေးပြန်တန်းပြီးပြန်တန်းမှုအတတ်ပညာကိုသင်ယူနေကြတာပါ။ဒါပေမဲ့ဒီရေပြင်အောက်မှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့ရန်သူကြီးတွေရှိနေပါတယ်။အဲ့ဒါကတော့ Giant Trevally လို့ခေါ်တဲ့အေယာမငါးကြီးတွေဖြစ်ပါတယ်။ဒီငါးကြီးတွေဟာရေအောက်ကနေငှက်ကလေးတွေရဲ့လှုပ်ရှားမှုကိုသေချာစောင့်ကြည့်နေကြတာပါ။ငှက်ကလေးတွေကောင်ဟာရေပြင်နဲ့ကပ်ပြီးပြန်တန်းနေတော့မှပဲရုတ်တရက် Giant Trevally ငါးကြီးတွေကောင်ဟာရေပေါ်ကိုဒုံပြန်စင်းလိုခုန်တက်လာပြီးငှက်ကလေးကိုပါဇက်နဲ့ဟပ်ဖမ်းလိုက်ပါတယ်။ရေရီပန်းထွက်သွားပြီးငှက်ကလေးဟာငါးကြီးရဲ့ဘိုက်ထဲကိုရောက်သွားပါတော့တယ်။ဒီငါးကြီးတွေဟာပုံမှန်အားဖြင့်တကောင်နဲ့အမဲလိုက်တက်ပေမဲ့အခုလိုအစာပေါ်တဲ့အချိန်မှာတော့အကောင်90လောက်ထိစုဝေးပြီးအမဲလိုက်နေကြတာပါ။သူတို့ဟာငှက်ကလေးတွေရဲ့ပြန်တန်းမှုအရှိန်အမြင့်နဲ့လမ်းကြောင်းကိုတိတိကျကျတွက်ချန်နိုင်တဲ့ထူးခြားတဲ့အုံနောက်ကိုပိုင်ဆိုင်ထားကြပါတယ်။ငှက်ကလေးတွေဟာရေထဲကိုမကျအောင်အတက်နိုင်ဆုံးကြိုးစားကြပေမဲ့တချို့ကတော့ပင်ပန်းပြီးရေပေါ်မှာခဏနားမိတတ်ပါတယ်။အဲ့ဒီချိန်ဟာငါးကြီးတွေအတွက်အကောင်းဆုံးအခွင့်အရေးပါပဲ။ငါးကြီးတကောင်ဟာရေပေါ်မှာနားနေတဲ့ငှက်ကလေးကိုတစ်ချက်ထဲနဲ့ဟပ်ဖမ်းသွားတာဟာတကယ်ကိုထိတ်လန့်စရာပါပဲ။ငှက်ကလေးတွေဟာရေငတ်တဲ့အခါမှာတော့ရေထဲကိုမစင်းရဲပဲပြန်တန်းနေရင်းနဲ့ပဲရေကိုခတ်ယူတောက်ကြရတာပါ။ Giant Trevally ငါးကြီးတွေဟာရေပေါ်ကိုခြေလမ်းအနှဲငယ်ထိမြင့်အောင်ခုန်တက်နိုင်ပြီးကောင်းကင်ရမှာပြန်တန်းနေတဲ့ငှက်တွေကိုတော့ဖမ်းယူနိုင်စွမ်းရှိပါတယ်။ငှက်ကလေးတစ်ကောင်ဟာငါးကြီးရဲ့ခုံအုပ်မှုကိုတီတီလေးလွတ်သွားတာကိုတွေ့ရမှာပါ။ဒါဟာသူတို့အတွက်တော့သေခြင်းနဲ့ရှင်ခြင်းကြားကတိုက်ပွဲတစ်ခုပါပဲ။ကျွန်းပေါ်မှာကြံရှိနေသေးတဲ့ငှက်ပေါက်လေးတွေကတော့သူတို့ရဲ့တောင်ပံတွေကိုပို့ပြီးတန်မာလာအောင်လေ့ကျင့်နေကြပါတယ်။သူတို့ဟာအစာရှာထွက်ရမယ့်အချိန်ကိုစောင့်ဆိုင်းနေကြတာပါ။နောက်ဆုံးမှာတော့ငှက်ကလေးတွေဟာပြန်တန်းမှုမှာကျွမ်းကျင်လာကြပြီးအိုင်လေးကိုကြော်လုံးကပင်လယ်ပြင်ကြီးစီကိုထွက်ခွာသွားကြပါတယ်။တလားလောက်လေ့ကျင့်ပြီးနောက်မှာတော့သူတို့ဟာကျွန်းလေးကိုစွန့်ခွာပြီးပင်လယ်ပြင်မှာလွတ်လပ်စွာရှင်သန်ဖို့အတွက်ခရီးဆက်ကြပါတော့တယ်။ဒါဟာသဘာဝတရားရဲ့အလှတရားနဲ့ကြမ်းတမ်းမှုတွေကိုတပြိုင်နက်တည်းမြင်တွေ့ရတဲ့အံ့ဩစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်နေပါတယ်။သဘာဝတရားရဲ့တားရဲနေကြမှာကျသစ်တွေဟာသူတို့ရဲ့ကျွမ်းကျင်လှတဲ့ပုံချိုးကွယ်ချိုးအတတ်ပညာတွေနဲ့အမဲလိုက်ရမှာနာမည်ကျော်ပါတယ်။အခုမြင်တွေ့နေရတဲ့ကျသစ်မကြီးဟာဆိုရင်လည်းအစာရှာဖို့အတွက်မြေနီလမ်းကြောင်းလေးအတိုင်းငင်းငင်းသားသားလေးရှောက်လှမ်းနေခဲ့ပါတယ်။သူ့ရဲ့ခြေလမ်းတွေဟာမြေကြီးပေါ်ကိုတလှမ်းချင်းစီအတန်မထွက်အောင်ချနေနေပြီးပတ်ဝန်းကျင်ကိုလည်းအကဲခတ်နေပါတယ်။ဒီမြေနီမြောင်းလေးတွေရဲ့နံရံဟာသူ့အတွက်တော့သားကောင်လေးကိုချောင်းမြောင်းမှုအကောင်းဆုံးအကာအကွယ်တွေဖြစ်နေပါတယ်။အဝေးမှာတော့ပူကူလို့ခေါ်တဲ့စက်အုပ်စုတွေဟာညက်စားနေတာပါ။ဒီထဲကပူကူဆက်ထီးကြီးတွေကောင်ဟာကျသစ်မရှိနဲ့အတော်လေးနီးကပ်တဲ့နေရာမှာရှိနေပါတယ်။ဒါပေမဲ့ဒီဆက်ထီးကြီးကအရွယ်အစားတော်တော်လေးကြီးမားတာကြောင့်သူ့ကိုတိုက်ခိုက်ဖို့ဆိုတာကျသစ်မရှိအတွက်မလွယ်ကူလှပါဘူး။ဒါကြောင့်သူဟာဆက်ထီးကြီးမရိပ်မိအောင်အသာလေးကြော်ဖြတ်သွားဖို့ကြိုးစားနေပါတယ်။ဆက်ထီးကြီးကတော့တစ်ချက်ခေါင်းထောင်ပြီးပတ်ဝန်းကျင်ကိုသတိနဲ့ကြည့်နေတာကြောင့်ကျသစ်မကြီးဟာမြောင်းထဲမှာငြိမ်ပြီးအခွင့်အရေးကိုစောင့်နေရပါတယ်။ကျသစ်မကြီးဟာတကယ်ကိုစိတ်ရှည်လက်ရှည်နဲ့ယူဟာခင်းနေတာပါ။သူဟာမြောင်းထဲကနေအပြင်ကိုခေါင်းလေးပြူထွက်ပြီးသားကောင်လေးရဲ့အနေအထားကိုအကဲခတ်လိုက်ပါတယ်။အဝေးမှာရှိတဲ့အင်ပါလာဆက်အုပ်စုကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေဟာအယောင်တောက်သွားပါတော့တယ်။သူဟာမြောင်းလေးရဲ့အနားသက်အတိုင်းအရေးတကြီးကြီးနဲ့တိုးတိုးလေးကတ်သွားနေပါတယ်။သူ့ရဲ့ခြေပေါ်နုနုလေးတွေဟာမြေကြီးပေါ်ကိုအတန်တစ်ချက်တောင်မထွက်အောင်နေရှောင်နေတာက
တကယ်ကိုအံ့ဩစရာပါပဲရုတ်တရက်ဆိုသလိုပဲကျတင်မကြီးဟာသူ့ရဲ့အမြန်နှုံးကိုအစွမ်းကုန်မြင့်ပြီးပြေးထွက်သွားပါတော့တယ်တနာရီကို65ကီလိုမီတာနှုံးလောက်ရှိတဲ့အရှိန်နဲ့စက်မလေးတစ်ကောင်ကိုလိုက်လံဖမ်းဆီးလိုက်တာပါစက္ကန့်ပိုင်းအတွင်းမှာပဲသူဟာစက်မလေးကိုဖမ်းမိသွားပြီးမြေကြီးပေါ်မှာလုံးထွေးနေကြပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့အလှည့်ပြောင်းတစ်ခုဖြစ်သွားခဲ့ပါတယ်ကျတင်မကြီးရဲ့လက်ထဲကနေဒီအင်ပါလာစက်မလေးဟာအစွမ်းကုန်ယုံကန်ပြီးလွတ်မြောက်သွားခဲ့တာပါစက်မလေးဟာကြောက်လန့်တကြားနဲ့အဝေးကိုအမြန်ဆုံးပြေးထွက်သွားပါတော့တယ်ကျတင်မကြီးကတော့သူ့ရဲ့အမဲလိုက်ပွဲရှုံးနိမ့်သွားတာကြောင့်စိတ်ပြက်လက်ပြက်နဲ့ကြံရစ်ခဲ့ပါတယ်ဒါဟာသဘာဝတရားရဲ့ကြမ်းတမ်းတဲ့လက်တွေပေါ်မှာဖြစ်ပြီးအမြဲတမ်းအောင်မြင်မှုမရနိုင်ဘူးဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်